မတ်လ29ရက်နေ့ကထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီနေ့မှာသင်ရဲ့ဆိုးတဲ့ကံကြမ္မာတွေကိုရှင်းလင်းပြီးကောင်းမွန်တဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်မယ့်နေ့တစ်နေ့ဖြစ်ပါတယ်။ဒါကြောင့်မို့သင်ကတတ်နိုင်မယ်ဆိုရင်တော့ဥပုသ်ဆောင်တာသီလယူတာတရားထိုင်တာစသည်တို့ကိုပြုလုပ်နိုင်ပါတယ်။ပြုလုပ်သင့်ပါတယ်။တကယ်လို့များသင်ကအဲ့ဒါတွေတခုမှမတတ်နိုင်ဘူးဒါပေမဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကလည်းရှိနေတယ်ဆိုရင်တော့ဒီနည်းလေးကိုလည်းသုံးကြည့်ပါဘာမှမလုပ်ဘဲနဲ့တော့ဆူတောင်းလို့တက်နဲ့တော့ဆူတောင်းနေပြည့်မဲ့နေမဟုတ်ပါဘူးတခုခုတော့သင်လုပ်ရမှာဖြစ်ပါတယ်လုပ်နိုင်တာကသင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုစာနဲ့ရေးချပါပြီးလို့ရှိရင်ပရဟိတလှူဒါန်းမှုတစ်ခုကိုပြုလုပ်ရမှာဖြစ်ပါတယ်ဥပမာအားဖြင့်လိုအပ်နေတဲ့လူတယောက်ကိုအစားအစာကျွေးပါအစားအစာပေးလှူပါအဲ့ဒီလိုမှမတတ်နိုင်ဘူးလူတယောက်ကိုအစားကျွေးလောက်အောင်မတတ်နိုင်ဘူးဆိုခဲ့ရင်တော့သင်စားပြီးသားပိုရှမ်းတာပဲဖြစ်ဖြစ်ပေါ့နော်လမ်းဘေးကခွေးတို့ကြောင်တို့စတဲ့တိရစ္ဆာန်လေးတွေကိုကျွေးကြည့်ပါဒါဆိုရင်တော့သင်ရဲ့ဆူတောင်းများကပြေဝလာပါလိမ့်မယ်အားလုံးပဲပျော်ရွှင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်